ပေါ့နော်သမီးမိတဲ့မိကွန်းလေးကတော့ဒီအရွယ်လွန်စာအိုမင်းချင်းရောလို့လွန်တာမဟုတ်ဘူးနော်ရာသီသွေးစုံပြီးချိန်လေးကိုဥတီပြောတာအဲ့ဒီအတွက်ကတော့ဆရာကြီးတို့မြန်မာတိုင်းရင်းစေးမှာစူရိုးတရက်တောင်ရှိတယ်သမီးအဲ့ဒါဘာလဲဆိုရင်အမျိုးသမီးအသက်ကရမက်ထို့ထက်အဖွားအသက်ကရမက်ရလို့အဆိုရှိကြတယ်အဲ့တော့သမီးကရမက်ကိုတန်ဖိုးထားတာပေါ့ဟုတ်တယ်ကရမက်ဆိုတာဟာဆရာတို့ဒီမြန်မာတိုင်းရင်းသူတိုင်းရင်းသားအမျိုးသမီးတွေရဲ့တနခါးကန်းလို့ပြောရမှာပေါ့နော်သမီးအဲ့ဒီမှာဆိုရင်တနခါးရှိတယ်တီကောက်ရှိတယ်စေးမြစ်စုံရှိတယ်တနခါးအမြင့်ရှိတယ်နတ်တဖြူရှိတယ်နတ်တနွေရှိတယ်တောင်တန်ကရိုးရှိတယ်စသည်ဖြင့်ပေါ့နော်ဒါတွေအများကြီးရှိကြတယ်သူ့အရာနဲ့သူလိမ့်ရတယ်သူကကရမက်ကတော့အခုလိုရာသီဥတုကလည်းပူပြင်းတဲ့ကာလရောက်နေပြီအစာအာဟာရတွေကလည်းပဲပူပြင်းတဲ့အစာအာဟာရတွေစားတာများကြပြီအဝတ်အစားတွေကလည်းပဲပူတဲ့ရေနံကြီးအစီနဲ့ကြောင်မွေးသွေးရထွက်တဲ့ပစ္စည်းတွေကိုအထည်ဖြစ်ဝေကြပြီအဲ့လိုဒီစားရေးဝတ်ရေးနေရေးဆိုတဲ့အရေးတွေကျန်းမာရေးမှာလည်းပဲအပူတွေအသုံးများတော့ကရမက်ဟာအမှတ်တမဲ့မနေပဲနဲ့အမှတ်တရသာတော့ဆေးဖြစ်တယ်သမီးဒါကြောင့်သမီးကရမက်ကိုစိတ်ဝင်စားပြီးမေးတာကိုဆေးရတာအတိမှတ်ပြုပေးတာအများအတွက်အဲ့တော့သမီးရဲ့မိခွန်းလေးကတော့ကရမက်ကဘလို့ကရမက်မျိုးဝယ်ရမလဲပေါ့ဟုတ်ပြီကရမက်ဆိုတဲ့သဘောကသူကဟောင်းလေကောင်းလေသမီးဟောင်းလေမွေးလေကရမက်တစ်လို့ရှိရင်သူကတိတ်မမွေးဘူးကရမက်ဟောင်းရောင်းတဲ့သူကလည်းတကယ်ရောင်းတဲ့သူကအဟောင်းခံထားရတယ်ဟောင်းလေကောင်းလေဟောင်းလေမွေးလေနောက်ကရမက်မှာတကယ်ပြောလို့ရှိရင်တနခါကဲ့သို့အခောက်ကိုမသုံးကရမက်ကအသားပဲပါတဲ့အခောက်ဆိုလည်းပဲတိတ်မသုံးပါဘူးမသုံးတော့ပါပဲနောက်ကရမက်ဟာတကယ်တမ်းကျတော့အပင်ကြီးမျိုးသမီးအပင်ကြီးမျိုးအရွက်ကြီးမျိုးကရမက်အရွက်ကြီးတွေများဆိုထွားလာပြီဆိုရင်ဆရာကြီးတို့ဒီပကံမြဲထမင်းစားပကံများမကတော့ကြီးရနော်နောက်သူကထူးခြားတာကတော့ကရမက်မှာဟောင်းလေကောင်းလေဆိုတဲ့စကားလုံးဗာတဲ့တန်ဖို့ဖြန့်ဆိုဟောင်းလေမွေးလေဒီမြဲဟောင်းလေမွေးလေအဲ့တော့ကရမက်ကိုဒီအသုံးပြုတဲ့အခါမှာလိမ့်လို့လည်းရတယ်ရှူလို့လည်းရတယ်ရက်လို့လည်းရတယ်မတော့ဘူးနော်သမီးစားတော်တောက်တော်လျှက်တော်ခဲတော်ဆိုတဲ့အတိတီပိတီခါကြီးတီတာကြီးတီတမဇာနာကာရီဆိုတဲ့နေရာမှာမတော့ရဘူးတောက်မျိုးစားမဟုတ်ဘူးရက်တယ်ဆိုတဲ့အဓိပ္ပာယ်ကရှာပုတ်ပြီးသားလည်းဖြစ်တယ်ရှာမှာရှိတဲ့ရတ္တတအကျော်တွေကနေအကုန်လုံးဖြန့်ကျက်တယ်ဘာလို့ဖြန့်ကျက်တယ်လဲလို့မြင်ဒစိမ့်စိမ့်တအီးနဲ့အပူကိုနိုင်စီတယ်ကြောင့်မလို့ကရမက်ဟာသမီးခုနမေးတဲ့အမေရဘလို့အမျိုးစားဝယ်ရမလဲလို့